မင်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားနာမည်ကဟုတ်မယ်ထင်တယ်အခုတတိယတစ်ချိန်မှာလဲပေါ့နော်တိုက်ရင်ကန်ဆယ်မဲ3000နဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ကျမနာမည်တော့ထဲ့တော့မပြောပါဘူးနင်းအမကပြောလိုက်မယ်နင်းအနာရှိရင်ဆက်ဖို့သမီးဆိုးလို့မဖြစ်ချင်ရင်မျိုးစုံတိုက်ခိုက်မှုတွေကိုရက်တန်းကရက်ဖို့အမွန်တင်းကိုအတိပေးလာတဲ့အေးသိန်းကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။တိုင်းပေါ်မှာကြရချနေတဲ့အကြောင်းတွေကိုပွဲပြအောင်ပြောရင်စိန်ရောင်းနေတဲ့အမွန်တင်းကတော့အခုလေးစိန်ရောင်းရင်အေးသိန်းကိုအကြောင်းပြောခဲ့လို့ပွဲဖြစ်နေကြပြန်ပါပြီ။အမွန်တင်းကစိန်ရောင်းရင်နဲ့သူများအကြောင်းပြောတာဈေးရောင်းနေတစ်ခုလိုတောင်မှဖြစ်နေပါပြီနော်။လိုင်းပေါ်မှာပရိသတ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကြရချနေတဲ့အကြောင်းအရာတွေကိုသူ့ထင်မြင်ချက်တွေပြောပြရင်းနဲ့ဈေးရောက်နေသူလည်းဖြစ်ပါတယ်။သူ့ရဲ့ပြောကိုတော့မှန်နေဆိုပြီးတော့ထောက်ခံသူတွေလည်းရှိသလိုလူအများမကောင်းကြောင်းပြောပြီးဈေးရောက်နေလို့ကြည့်မရသူတွေကလည်းအများပြပါပဲ။အမော်တင်ကတော့ဝေဖန်သူတွေဘလောက်များများပြောမြဲတိုင်းပြောနေရင်ဈေးရောက်လာတာအခုဆိုရင်တော့အပြောလွန်ပြီးအတင်ကိုနဲ့ပြဿနာတက်ခဲ့ပြီးလည်းဖြစ်ပါတယ်။အမော်တင်ကအခုဆိုရင်အတင်ကိုရဲ့နှက်ခမ်းနေရောင်းတဲ့ကိစ္စဝင်ပါရင်ပြဿနာတက်နေကြတာပါ။အမော်တင်ကအတင်ကိုကနှက်ခမ်းနေဈေးကြီးပေးအောင်ပြီးတော့3000ချီတန်းနဲ့အင်ကိုမေးဖောက်ပေးမယ်ဆိုတာအလကားဆိုပြီးပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အေတင်ကိုကနှက်ခမ်းနေတစ်ချောင်းကိုတသိန်းခွဲနဲ့ရောင်းပြီးတော့အိမ်မဲဖောက်မယ်ပြောပြီးမဖောက်ပေးတာလိန်နာဆိုပြီးတော့သူ့ရဲ့လိုက်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဟာအိမ်မဲကတော့ဖွင့်ပေးလိုက်တာ။ဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လား။သူရဲ့အဲ့လိုပြောတွေကြောင့်အေတင်ကိုတယောက်တော့ပွားနေရလည်းဖြစ်ပါတယ်။အေတင်ကိုကတော့အင်မိုသိန်းရဲ့ပြောတွေကိုလက်မခံနိုင်ဖြစ်နေတာပါ။သူကနှက်ခမ်းနေရောင်းပြီးတော့အိမ်မဲမဖောက်ပေးသေးတာသူ့เจ้าနဲ့သူရှိတယ်လို့ဆိုပါတယ်။တသိန်းခွဲတဲ့နှကန်းဒီကိုလူတန်းစားမျိုးစုံဝင်နိုင်အောင်သူက6လအရေးကြာနဲ့ရောင်းပေးထားတာပါတယ်နော်တချို့ဆိုရင်ငွေမကြေသေးတဲ့သူတွေအကြောင်းမျိုးကြောင့်ငွေဆက်မသွင်းနိုင်တဲ့သူတွေကြောင့်စည်ရင်းပြန်လုံနေရလို့မင်းမဖောက်ပေးနိုင်သေးရလဲဖြစ်ပါတယ်အေတင်ကတော့သူ့ရဲ့လုပ်ရက်ကိုသိချမသိပဲဝေဖန်နေတဲ့အင်မိုသိန်းကိုထိတ်တိုက်ရင်ဆိုင်မှုစ조사နေပြီလေဖြစ်ပါတယ်အေတင်ကပြဿနာစားဖြစ်ခြင်းမှာအင်မိုသိန်းရောက်တဲ့စိန်နယ်ကိုသူပြောတဲ့အတိုင်း73ဘိတ်ရေပြည့်မပြည့်စစ်ပြီးပြဿနာရှာဖို့စိန်နယ်ချုပ်ကိုပါဝယ်ယူထားတဲ့အထိပါပဲသူစစ်လို့အဲ့စိန်တွေက73ရင်မပြည့်ရင်အမိုတင်းကို66နဲ့တရားဆွဲဖို့ပြင်ဆင်နေရလဲဖြစ်ပါတယ်။အေတင်ကိုကတော့သူ့ဘက်ကလှုပ်ရှားရှိတာလုပ်နေသလိုအမိုသေးထက်ပြီးအာမချောင်းရင်အောင်တတိပေးစကားဆိုလာခဲ့ပြန်ပါတယ်။အေတင်ကိုကတော့သူ့ရဲ့အားချောင်းနဲ့သမီးဆိုးကိုလည်းအတိခဏခဏပေးခဲ့ပြီးတော့ဂျေးအောင်လုပ်နိုင်ခဲ့သလိုအမိုတင်းကိုလည်းဂျေးမအောင်ချင်ရင်အာမချောင်းမုံနှုံနဲ့တတိပေးခဲ့တာလည်းဖြစ်ပါတယ်။အေတင်ကတော့သူ့ကိုခုလိုပြဿနာရှာတာဘာပြဿနာရှိဘူးလို့လဲဆိုပြီးမိကိုထုတ်လာခဲ့ပြီးလည်းဖြစ်ပါတယ်။အမိုတင်ကအေတင်ကိုအကြောင်းမကောင်းပြောနေပေမဲ့သူ့ရဲ့ပြောထဲမှာအေတင်ကိုနာမည်တော့မပါပါဘူးနော်။အမော်တင်ကဝင်းနီးရှောင်းနေနဲ့နာမည်တက်မပြောထားပေမဲ့နှခမ်းနေရောင်ပြီးတော့အိမ်မဲဖောက်တယ်ပြောလာတာကသူ့ကိုပြောလာတာလူတိုင်းသိရလို့ဆိုပါရယ်အေတီကတော့အမော်တင်နဲ့ပြဿနာတက်ခဲ့တာ3ယောက်ရှိပါပြီနော်3ယောက်လုံးမှာသူ့နာမည်မပါဘဲနဲ့သူပြောတာဘသူ့ကိုပြောလဲဆိုတာလူတိုင်းသိတာမလို့သူ့ကိုဝေဖန်တာနောက်ဆုံးချိန်ဖြစ်ပါစေဆိုပြီးတော့အတိပေးလာခဲ့တာလေးဖြစ်ပါရယ်အခုလိုအားတိုင်းဝေဖန်နေတာအမနဲ့ကျမအကြားမှာစီးပွားရေးလည်းမတူသလို level လည်းမတူဘူးရန်စားရှိလို့လားဆိုပြီးမိကိုထုတ်လာခဲ့တာဖြစ်ပါရယ်ပတ်သက်စရာဘာအကြောင်းမှမရှိတဲ့လူကိုအကြောင်းမျိုးစုံနဲ့ဝေဖန်တာရက်တန်းကရက်ဖို့အတိပေးလာခဲ့တာဖြစ်ပါတယ်။အေတင်ကအမကိုကျမအတိပေးတာနော်။တတိပေးတာမဟုတ်ဘူး။အမစားတတ်တယ်မလား။ကျမပြောတာနားလည်မှာပါဆိုပြီးတော့ပြပြသားသားတုတ်ပြဲပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဝဲကတော့ဆက်လက်ရှိလျာအောင်မယ်ထင်ပါတယ်နော်။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားဝဲသတင်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကြောင်းရာတွေကိုအချိန်နဲ့တပင်းကြီးတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။